ဘာလို့ဆူစီကတောင်ကိုရီးယားရဲ့နံပါတ်1အချစ်ဦးဖြစ်နေရတာလဲကိုရီးယားအမှုပညာလောကမှာခေတ်တစ်ခုကိုစိုးမိုးဖို့ဆိုတာခက်ခဲတယ်လို့ဆယ်စုနှစ်တစ်ခုကျော်ကြအောင်လူတိုင်းရဲ့ရင်ထဲကနံပါတ်1ပြေရှင်သက်နေဖို့ကတော့ပိုးလို့တောင်ခက်ခဲပါတယ်ဒါပေမဲ့မင်းသမီးလေးဆူစီကတော့အခု2026ခုနှစ်အထိ Nations First Love နိုင်ငံသားတိုင်းရဲ့အချစ်ဦးဆိုတဲ့ဘွဲ့ကိုဘယ်သူ့မှလက်စင်မကမ်းပဲပိုင်ဆိုင်ထားတဲ့တဦးတည်သောမင်းသမီးပါဆူစီရဲ့အောင်မြင်မှုက2010ခုနှစ်မှာ Miss A အဖွဲ့ဝင်ဖြစ်စတင်ခဲ့တာပါ။အဲဒီတော့ကတည်းကအဖွဲ့ဝင်တွေကြားထဲမှာဒါမှကအမှုပညာရှင်အလုံးထဲမှာထူးခြားတဲ့အလှပိုင်ရှင်ဖြစ်လူသိများခဲ့ပါတယ်။2012ခုနှစ်မှာထွက်ရှိခဲ့တဲ့ Architecture 101ရုပ်ရှင်ကားကြီးကတော့သူမရဲ့ဘဝကိုထာဝရပြောင်းလဲပစ်ခဲ့တာပါ။အဲဒီဇာတ်ကားမှာဆူစီဟာမိတ်ကပ်မပါတဲ့ရုပ်ရှင်နဲ့အလှတရားတွေနဲ့သရုပ်ဆောင်ပြခဲ့ပြီးကိုရီးယားအမျိုးသားတိုင်းရဲ့စိတ်ကူးတဲ့ကတက္ကသိုလ်ကျောင်းတော်ကအပြည့်ကင်းစင်တဲ့အချစ်ဦးလေးပုံစံကိုကွက်တီပုံဖော်ပေးနိုင်ခဲ့ပါတယ်။ဒီနေ့ခေတ်လို့ခွဲစိတ်ပြပြင်ထားတဲ့အလှတွေမဟုတ်ပဲတဘာဝဆန်တဲ့အလှတရားတွေကပဲစူစီကိုအလှဘီရင်မတပါအဖြစ်ပို့ဆောင်ပေးခဲ့တာပါအဲ့ဒီအချိန်ကစပြီးစူစီဆိုတာအချစ်ဦးရဲ့ပြတ်ရုပ်ပဲဆိုတဲ့ချီကျူးစကားသံတွေဟာကိုရီးယားပြည်သူတွေရဲ့စိတ်ထဲမှာအမြင့်တည်သွားခဲ့တာဖြစ်ပါတယ်အခုဆိုရင်အချိန်တွေအများကြီးကြာလာခဲ့ပြီဆိုပေမဲ့စူစီရဲ့အချိန်ဝါတွေကရော့ကျမသွားပဲပိုလို့တောင်တောက်ပလာခဲ့ပါတယ်သူမကအိုက်ဒယ်ဘိုးကနေထိတ်တန်းမင်းသမီးတစ်ယောက်ဖြစ်လဲအောင်မြင်စွာရပ်တည်နိုင်ခဲ့သူပါရုပ်ရည်လဲလှပသလိုအဆိုပညာမှာလဲဆရာကြပြီးလိုက်ဖက်စွာကားပြဖြောပြနိုင်သူဖြစ်ပါတယ်ဒါတင်မကတရုပ်ဆောင်အိုက်တင်တွေကလည်းတကယ်ထိတ်တန်းမင်းသမီးတွေနဲ့ရှင်းလို့ရလာအောင်အရေးချင်းပြေဝသူတစ်ယောက်ပါဒါကြောင့်ရုပ်ရှင်တွေအများကြီးရိုက်ခဲ့ရပြီးစုတွေအများကြီးကိုလည်းတင်ပိုက်ခဲ့ပါတယ်မကြသေးမီကထွက်ရှိခဲ့တဲ့အန်နာနဲ့ဒူနာစရဲဇက်ကားတွေမှာဆိုရင်လည်းသူမရဲ့လက်ဖျားခါလောက်စရာတရုပ်ဆောင်ချက်တွေကြောင့်ဝေဖန်သူတွေရဲ့ချစ်ချူမှုကိုတခဲနဲ့ရရှိခဲ့တာပါအခု2026မှာလည်းဆူစီကအစစ်မြင့် luxury brand ဖြစ်တဲ့ Dior နဲ့ Lancome တို့ရဲ့ Global Ambassador ဖြစ်ကမ္ဘာအဆင့်မှာရပ်တည်နေသလိုကိုရီးယားရဲ့ကြော်ညာလောကမှာလည်းအနုပညာကြီးအမြင့်မားဆုံး idol တရုပ်ဆောင်ဖြစ်ရပ်တည်နေပါတယ်ဆယ်စုနှစ်တစ်ခုစာကြာလာတာနဲ့အမျှ Next Generation Nation First Love ဆိုပြီးတော့အသစ်ထွက်လာတဲ့မင်းသမီးလေးတွေကိုတင်စားလေးရှိပေမဲ့ဘသူမှစူစီလောက်ဩဇာမညောင်းခဲ့ပါဘူး။သူမရဲ့နေရာကိုလူယူနိုင်မဲ့လူမပေါ်သေးတဲ့အကြောင်းရင်းကတော့စူစီမှာ Natural Beauty တဘာဝရဲ့အလှပြင်းမဆိုတဲ့အားသာချက်ကြီးရှိနေလို့ပါ။မျက်လုံးလေးတွေကအစားကျဲလေးတွေလိုကြည်လင်တောက်ပပြီးချစ်စရာကောင်းတဲ့အပြုံးပိုင်ရှင်စူစီရဲ့အခြေဦးနေရာကိုဘသူမှအစားထိုးနိုင်မှာမဟုတ်ပါဘူး။ဒါတင်မကစူစီဟာနာမည်ပြတ်အရှုံရှင်းလဲလုံးဝမရှိသလိုနှစ်စဉ်နှစ်တိုင်းတန်ပေါင်းများစွာကိုတိတ်တဆိတ်လူတန်းနေတဲ့လေးစားစရာစိတ်ဓာတ်ပိုင်ရှင်လည်းဖြစ်နေပါသေးတယ်။ဒါကြောင့်မို့လို့ပဲတောင်ကိုရီးယားပြည်သူတွေအတွက်ကတော့စူစီကအစားထိုးလို့မရတဲ့အခြေဦးတစ်ယောက်ဖြစ်နေခဲ့တာပါ။တကယ်ပဲတောင်ကိုရီးယားတနိုင်ငံလုံးကသူမကိုချစ်ခင်အားပေးနေကြသလားလို့မေးရင်အဖြေကတော့မချစ်တဲ့သူမရှိသလောက်ပါပဲ။တောင်ကိုရီးယားမှာအန်တီဖန်အနည်းဆုံးဆယ်လီစင်းရဲတွေကိုကြည့်ရင်စူစီကအမြဲတမ်းထိတ်ဆုံးမှာပါဝင်ခဲ့ပါတယ်။မိဘတွေဆိုရင်လည်းသူမကိုချွေးမတော်ကြင်ကြသလိုကောင်မလေးတွေကလည်းစူစီကိုစံပြအနေနဲ့သဘောထားကြတာပါ။သူမရဲ့နှိမ့်ချတတ်တဲ့စိတ်ဓာတ်နဲ့ပြိသက်ပေါ်ထားတဲ့စေတနာတွေကြောင့်လူပညာလောကတွေကလှုပ်ဖို့ကင်ဘတ်တွေအစားအားလုံးကချစ်နေရတာလည်းဖြစ်ပါတယ်။စူစီဆိုတာခိတခေရဲ့အလှတရားတွေမဟုတ်ပဲကိုရီးယားအမှုပညာလောကရဲ့ဘယ်တော့မှမေ့ပြောက်သွားမှာမဟုတ်တဲ့အချစ်ဦးလေးပါ။ကြည့်ရှုနေတဲ့ပြိသက်ကြီးတွေထဲမှာရောတဘာဝဆန်တဲ့အလှတရားတွေနဲ့ဖြူစင်ရွတ်သားတဲ့စူစီလေးရဲ့ပြိသက်တွေရှိလားဆိုတာပြောပြခဲ့ပါဦးနော်။